ဒီနေ့မှာတော့EA နွေရာသီကျောင်းပိတ်ရက်မှာကလေးတွေကိုပေးသုံးဖို့အတွက်စင်ကက်ထည့်သုံးလို့ရတဲ့ tablet တွေကမှဈေးလက်သက်သာပြီး global version လေးဖြစ်တဲ့ Redmi Pad SE 8.7 လေးအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ design မှာtop back ချမ်းမှာကင်မရာကိုအဝိုင်းပုံစံလေးနဲ့တွက်ထားပေးတယ်။ 8.7 inch IPS LCD 90Hz display ကိုသုံးထားပေးတာဖြစ်တဲ့အတွက်ရုပ်ရှင်မဲ့ကြည့်မလား game မဲ့ဆော့မလားရုပ်ထက်ကောင်းတဲ့နေရာမှာပါတယ်။တိုင်ရတဲ့ feeling ကလည်းတိတိကျကျလေးနဲ့ဆိုတော့ကလေးတွေအတွက်ကတော့တော်တော်လေးကိုမှအဆင်ပြေတယ်။ tablet တွေမှာအရေးကြီးဆုံးကတော့ battery ပိုင်းပဲ။6550 mAh battery ကိုသုံးထားပေးပြီးအပြည့်တင်ဖို့အတွက်ကလည်း80W fast charging ထိတောင်ပါသေးတာဆိုတော့မစိုးဘူးပြောရမယ်။အားပြည့်ပြန်ဖြည့်ဖို့အတွက်ကလည်းတနားရီကြော်လေးတော့သွင်းရမယ့်အနေထားမှာရှိတယ်။ကင်မရာကိုတော့အရှိတ်ဘက်မှာ5 megapixel နဲ့ကျောဘက်ချမ်းကို8 megapixel သုံးထားပေးတယ်။ video call ပြောတာပဲဖြစ်ဖြစ် zone နဲ့ online class တက်မဲ့သူတွေအတွက်ကလည်းရုပ်ထွက်ကမစိုးဘူးလို့ပြောလို့ရတယ်။ဒီ tablet ရဲ့အမိုက်ဆုံးချက်ကတော့ single ပါထည့်သုံးလို့ရပြီးဖုန်းမှာပြောလို့ရတာပါပဲ။ခုနောက်ပိုင်း tablet တွေကဒီဈေးဝန်းကျင်မှာ single ရတယ်ဆိုတာအတော်လေးကိုမှရှားသွားပြီး wifi only တွေပဲလာတာများတယ်။နောက်ဆုံးချက်ကတော့သူ့ရဲ့ဈေးနော် RAM 412 version ကိုမှ9,900နဲ့ RAM 612 version ကိုမှ6,400ကျပ်ပဲရှိတယ်။ global ဖြစ်တဲ့အတွက် Google များရဲ့ပြဿနာမျိုးလည်းမဖြစ်ဘူး။ tablet တစ်လုံးကိုဈေးအများကြီးလည်းပေးပြအောင်မဝယ်ချင်ဘူး။ပုံမှန် user တယောက်ဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ကကလေးကိုပေးသုံးချင်နေဆိုရင်တော့အခုပြပေးသွားတဲ့ Redmi Pad SE 8.7 လေးကရွေးချယ်ဖို့အကောင်းဆုံးပါပဲနော်။အခုချိန်မှာဝယ်ရမယ်ဆိုရင်လည်းငွေသား10သိန်းကပ်လို့ရှင်ဖြစ်နိုင်သေးတာမို့လို့အခုပဲ Pro Wine Max ဆိုင်ခွဲတွေစီကိုအရောက်လိုင်းကြလိုက်တော့နော်။